ဘယ်သူငါ secret ကိုလူတောက်ခဲ့တယ်လဲမနဲ့လင်းလို့အိယာနိုးတော့တရင်စာအစင်သင်းရောက်နေလို့ကောက်ဖက်ကြည့်လိုက်တော့ငါနိုင်တဲ့တင်းကိုတွေ့ရတယ်ကြပြားဆရာမောင်ချောနယ်အသက်50ကွယ်လွန်သွားပါသဖြင့်အကြောင်းကြားအပ်ပါသည်ဟာမဟုတ်တာငါဘယ်တော့မှတည်လို့တော့ငါအသက်ရှင်တုန်းကြီးပါဘလို့လဲအခုကိုပဲသတင်းစာဖတ်နေတော့မှာဘလို့လဲအရာရာဟာမှားယွင်းသွားပြီလားငါကူငါလက်နဲ့ပတ်သက်မိနေတော့အတန်တန်အခန်းထဲဝင်လာကိုကြီးပလင်းရောက်မလားပြေးကြပြီဒီအတန်ဟာငါအသက်ရှင်နေကြောင်းပြရတဲ့အတန်အေးဝင်ခဲ့ဟောဒီမှာရှိတဲ့ပလင်းတွေအကုန်လုံးအလကားယူသွားငါမယောင်းငါအသက်ကိုငါမယောင်း